ကမနေ့ကလုပ်ငန်းသုံးကားအသေးလေးတွေပြပြီးတဲ့နောက်မှာဒီမှာလုပ်ငန်းသုံးကားအကြီးကြိုက်နေတဲ့ customer များအတွက်ဒီမှာ Nissan Penalty လေးတစ်စီးရောက်ရှိထားတယ်ခင်ဗျာနော်ရန်ကုန်ကြီးတန်းလေးဖြစ်မဲ့1002လေးပါခင်ဗျာ 2.2 diesel လေးထွက်ထားပါတယ်နောက်ကတော့တပတ်ဝီးလေးနဲ့ဖြစ်မဲ့800နဲ့မှ50 kg ထွက်ထားပါတယ်ခင်ဗျာကဲဒါလေးကတော့အတွင်းကန်လေးနော်လက်သာစွတ်တွေအကြနာကတင်ကြကြတာကျွန်တော်ချုပ်ပြီးတော့ပြန်တက်ပေးထားတယ်နော်မန်ရီယယ်ဂီယာလေးပါအဲကွန်းပါညာရမယ်ခင်ဗျာနော်အပေါ်မှာ black box ပါပါသေးတယ်အလုံးလှုပ်ချင်းမလှုပ်ချင်းတော့ကျွန်တော်မသိဘူးခင်ဗျာနော်ဒီကားလေးရှိမယ်ဒါတော့နောက်ကျန်းကင်းလေးပါခင်ဗျာနောက်ကျန်းကင်းရတာဒါလူချင်းမင်းတို့တွေ့မြင်ရတဲ့ပုံစံအတိုင်းလေးပဲနော်ရန်ကုန်ကြီးတန်းနေ့နေ့ရမယ်တပတ်ဝီးလေးနဲ့ဝင်နေလဲပါနေတယ်ဒါတော်တော်တင်ခံမယ်ခင်ဗျာနော်ဒီကားလေးရှိပါမယ်မော်ဒယ်လေးငယ်တယ်ခင်ဗျာအရေးကြတော့မရပါဘူးငွေချမ်းအလဲထက်ရပါမယ်ခင်ဗျာအတိုက်ခိုက်ဖောက်ဆိုဖြတ်ဆက် WRD ရေမှန်ကန်မှုစောက်မှန်ကန်မှုတို့ကိုတော့ဒါတက်ကျွန်တော်တို့ဘက်ကတရားရခိုင်တို့အာမခံတယ်ဆိုတဲ့အကြောင်းနှုတ်တရားစာတစ်လုံးစာချုပ်ထဲမှာပါထည့်သွင်းရေးပေးထားပါတယ်ခင်ဗျကဲဟိုရက်ကတော့မေးလိုက်ကြတာနော်ဆရာကြီးရောက်လာပြီထိုက်သူရမယ်ဗျာနော်ထိုက်သူရမယ်ဟုတ်ကဲ့ကားလေးနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988933938ကိုဒါဆက်သွယ်မေးမြန်းနိုင်သလို39933939995139ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဆိုင်တီးနေရသည်ရန်ကုန်အရှိတကုံရာသားတရလမ်းမကြီး9ရက်ကွက်ရွှေပြည်လမ်းထိပ်စိုးကြီးကားရှိုးလုံးမှာဒါကြည့်ရှုလို့ရမယ်ခင်ဗျာနော်ကျွန်တော်ရဲ့ဖုန်းကင်ခြင်းလေးတွေတော့မနေ့8ခွဲည8ခွဲသတ်မှတ်ထားပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ